နေ့ကကြတော့ဆရာတို့ကတင်နန်းသူလေးတွေကိုဆရာတို့ရှစ်ဖက်ကိုဆွဲတဲ့စပင်လေးတွေကိုညက်တဲ့နီးကိုပြပေးပြီးပေါ့နော်အဲ့ဒီရှစ်ဖက်ကိုဆွဲတဲ့စပင်လေးကိုဒီနေ့ကကြတော့ဆရာတို့ကသင်ခန်းစာကကြတော့လက်ကောက်ဆေးရည်နဲ့စပင်ကောက်နေကိုရှင်းပြပေးမယ်သင်ခန်းစာမှာလည်းသင်ပေးမယ်ပေါ့နော်လက်ကောက်ဆေးရည်တခုမှာဘယ်လိုသုံးရလဲဘယ်လိုလုပ်ရလဲဆိုတာကိုဆရာတို့ကဒီလိုနေရောကနေပြီးတော့စာအုပ်ထုတ်ဖြေစာအုပ်ထုတ်ပေးထားတာပေါ့နော်အဲ့ဒီစာအုပ်အတိုင်းပဲဆရာတို့သွားမယ်နော်ဟုတ်ပြီဘလို့တွေသွားဖြစ်လဲဆိုတာကိုရှင်းပြောပေးမယ်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်ပေါ့နော်လက်ကောက်ဆေးရည်ဖြင့်စပင်ကောက်နီလို့ပြောထားတယ်ဟုတ်ပြီလက်ကောက်ဆေးရည်ဆိုတာ digital ကောက်တာမဟုတ်ဘူးเนาะလက်ကောက်ဆေးရည်ဆိုတာဆေးတစ်ခုမှာနှစ်ပိုးပါမယ်ဘယ်နှစ်ပိုးပါမလဲနှစ်ပိုးပါမယ်เนาะ1 2နှစ်ပိုးပါမယ်ပေါ့เนาะဆိုတော့1ကကောက်ဆေး2ကရှုပ်ဆေး1ကပါလဲကောက်ဆေး2ကရှုပ်ဆေးဟုတ်ပြီเนาะစပင်တစ်ခုကိုကျတော့ကောက်မယ်ဆိုလို့ရှိရင်1ကိုအရင်ကောက်မယ်ဟုတ်ပြီเนาะ1နဲ့ကောက်မယ်ဆိုရင်2ကိုတင်တာမယ်1ကိုအရင်ယူလိုက်မယ်ဒါကရိုးရိုးလက်ကောက်တဲ့အအေးကောက်ပေါ့နော်ဒီက digital ကောက်တယ်မဟုတ်ကောက်စက်ကူမဟုတ်ဘူးရိုးရိုးစက်ကူပေါ့နော်ရိုးရိုးစက်ကူဆိုတာလက်ကောက်တဲ့စက်ကူပေါ့ဒီလိုရိုးရိုးစက်ကူနဲ့တော့ကောက်လို့မရဘူးပေါ့နော်စပင်ကောက်စက်ကူပေါ့အဲ့ဒါကိုယူထားမယ်ဆရာတို့လက်ကောက်ကောက်မယ်ဆိုလို့ရှိရင်နံပါတ်1ဆရာတို့ကလက်ကောက်ဆေးမှာဘယ်နှပူးရှိမယ်လို့ပြောထားလဲနှစ်ပူးရှိမယ်1 2သို့မဟုတ် A B ရှိမယ်A ပဲဖြစ်ဖြစ်1ပဲဖြစ်ဖြစ်ကောက်ဆေးကိုအရင်သုံးမယ်နော်။ဘာဖြစ်လို့ဒီလိုရှင်းပြတာလဲဆိုတော့တင်တန်းပြီးသွားပြီဆိုလို့ရှိရင်ကောက်မှန်ဆိုလို့ရှိရင် तू က1နဲ့2ကိုစိတ်တွေစန္ဒတွေနည်းနည်းစောပြီးတော့2ကိုအရင်ကောက်လိုက်တယ်ပေါ့နော်။အမှန်ကဒီစာအုပ်ကိုရှာပေးထားတယ်။ဒီစာအုပ်မှာအကုန်လုံးရေးထားပေးတယ်။လိုအပ်တယ်လို့စပင်ကိုညှက်ပေးပါ။ level 1ကောက်ဆေး number 1ကိုစပင်အထုအပန်းအပေါ်မှာမူတည်ပြီးတော့ရှာတို့ကကောက်ပြပေးသွားမယ်ပေါ့နော်စပင်ထူရင်ရှယ်8စိတ်လို့ပြောထားတယ်ဒါပေမဲ့ပုံမှန်စပင်တစ်ခုမှာ9စိတ်ပဲရှိတယ်0ရယ်45ရယ်90ရယ်135ရယ်180ရယ်9စိတ်ပဲရှိတယ်ဒါပေမဲ့ထူလို့ရှိရင်8စိတ်ခွဲပေးပါလို့ပြောထားတယ်ဟုတ်ပြီနော်ရှားကတော့စာအုပ်မှာကြတော့3လက်မှ2လက်မှ1လက်မှခွဲလို့ပဲပြောထားတယ်ဘာကြောင့်ဒီလိုလက်မှနဲ့ပြောထားတာလဲဆိုတော့ကောက်မှတ်ဆိုလို့ရှိရင်ရှားတို့ကနံပါတ်1ဒီခေါင်းကိုခေါင်းလျှော်မယ်ဘာလို့မှလဲခေါင်းမလျှော်ပဲစပင်တစ်ခုကိုကောက်လို့မရဘူးခေါင်းလျှော်မယ်လုံးဝအချောက်ခံမယ်ဘာလို့မလဲအချောက်ခံမယ်နော်အချောက်ခံပြီးပြီဆိုလို့ရှိရင်လက်ကောက်တန်လိုမှန်ကောက်စေး level 1ကောက်စေးကို brand တစ်စိတ်ဒီအများကြီးရှိတယ်ပေါ့နော်ကိုကြိုက်တဲ့စေးကိုကိုသုံးမယ် level 1လိုမှန်စပင်ကောက်စက်ကူလိုမယ်ဟုတ်ပြီနော်တေချာလေးနားထောင်မယ်နော်စာအုပ်မှာလည်းတေချာအတိအကျချက်ထုတ်ပေးထားတယ်စပင်ကိုနံပါတ်1ခေါင်းလျှော်မယ်ပေါင်းစင်မတုံရဘူးခေါင်းလျှော်မယ်ခေါင်းလျှော်ပြီးပြီဆိုရင်အချောက်ခံမယ်ဘာလို့မလဲအချောက်ခံမယ်လုံးဝခြောက်သွားတဲ့ဒီအချောက်ခံမယ်စပင်ကောက်တဲ့အချိန်မှာဆရာတို့ကစပင်လက်ကောက်နဲ့ကောက်မယ်ဆိုလို့ရှိရင်လက်ကောက်ဆေးရည်နဲ့ကောက်မယ်ဆိုလို့ရှိရင်ကောက်တန်ကလည်းလိုမှန်စပင်ကလည်းအချောက်စက်ကူကလည်းအချောက်ဖြစ်ရမယ်ဘာဖြစ်ရမလဲစပင်ကလည်းအချောက်စက်ကူကလည်းအချောက်ဖြစ်ရမယ်နော်စပင်အဆိုကောက်တဲ့နည်းတွေလာအောင်ပါဗောနော်စက်ကူအဆိုကောက်တဲ့နည်းတွေလာအောင်ပါနော်တေချာမှတ်မယ်နော်လက်ကောက်ဆေးရည်နဲ့ကောက်မယ်ဆိုလို့ရှိရင်စပင်ကလည်းအချောက်စပင်ကောက်မယ်စက်ကူကလည်းအချောက်ဖြစ်ရမယ်ဟုတ်ပြီနော်ကျတို့ကစပင်ကိုပုံမှန်အတိုင်းပဲပုံမှန်အတိုင်းပဲကျတို့ခွဲမယ်ပုံမှန်အတိုင်းပဲကျတို့စီးကိုခွဲမယ်ဟုတ်ပြီစီးခွဲပြီးပြီဆိုလို့ရှိရင်ဒီအက်တွေကရှစ်ဖက်ကိုဆွဲထားတဲ့စပင်ကိုကောက်မယ်ဆိုလို့ရှိရင်ရှယ်တို့ကပုံမှန်တိုင်းပဲနှစ်ချမ်းခွဲမယ်ခွဲပြီးပြီဆိုလို့ရှိရင်ရှယ်တို့ကညှက်တဲ့နေရာမှာကြတော့တင်ကေတာကို A ပုံစံလေးယူပြီးတော့ညှက်ခဲ့တယ်ကောက်တဲ့အချိန်ကျရင်အဲ့လိုပုံစံခွဲစရာမလိုတော့ဘူးစီးကိုတက်ခွဲလို့ရမယ်เนาะဆက်ညင်ဖက်ဖြစ်သွားမယ်เนาะတက်ခွဲမယ်တကယ်လို့ကိုက A ပုံစံခွဲလို့မရဘူးလားရှမ်းဆိုလည်းရပါတယ်ဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုဆိုတော့စီးကိုခွဲလိုက်ပြီးရှယ်တို့နှစ်ချမ်းခွဲမယ်ခွဲပြီးပြီဆိုလို့ရှိရင်ကိုကဘေးဘက်ကိုဆွဲပြီးတော့သမီးတို့ညှက်ခဲ့လဲရှစ်ဘက်ကိုဆွဲပြီးတော့ညှက်ခဲ့တာဖြစ်တဲ့အတွက်သူကရိုးရိုးပြောရရင် step ပေါ့နော်ဒီ basker နဲ့ပြောရရင် elevation ပေါ့ elevation ညှက်ထားတာဖြစ်တဲ့အတွက်မညီဘူးပေါ့တိုရှည်လေးဖြစ်နေတာဖြစ်တဲ့အတွက်ဒီမှာတေချာလေးဖြစ်မယ်နော်ကောက်ဖို့အတွက်ရှယ်လို့ကဒီညှက်တဲ့အချိန်မှာ customer ရဲ့ဘယ်နားမှာနေရမယ်လို့ပြောလဲနားတခြားမှာနေရမယ်လို့ပြောတယ်နော်ဟုတ်ပြီဘာဖြစ်လို့လဲဆိုတော့ share က step ညှက်ထားတာဖြစ်တဲ့အတွက် elevation ညှက်ထားတာဖြစ်တဲ့အတွက်နားတခြားမှာမနေဘဲနဲ့နောက်မှာနေမှဆိုလို့ရှိရင်ဒီဟာတွေကပြုတ်ကျသွားမယ်ဟုတ်ပြီနော်ကောက်ဖို့အတွက်အဲ့ဒါကြောင့်မို့ညှက်ကလေးကလည်းနားတခြားမှာနေခဲ့မှကောက်တဲ့အချိန်မှာလည်းနားတခြားမှာနေခဲ့မှဖြစ်တဲ့အတွက်စက်ကူကိုယူရစက်ကူကိုစပင်ကိုညာဖက်နဲ့ကင်ပြီးတော့စက်ကူကိုဘယ်ဖက်လက်နဲ့ကင်မယ်
ဒီလိုကင်ပြီးတော့ဒီလိုကောက်မှတာမယ်အစင်သင့်ဖြစ်မယ်ဒါမှမဟုတ်ပဲနဲ့ဒီဘက်ကိုလှုပ်တော့ကောက်တယ်ဟာဒီဖက်လက်နဲ့ကောက်လို့မရဘူးဟုတ်ပြီနော်ဒါကြောင့်မို့စာရွက်ကိုကောက်ဆက်ကူကိုယူကြရစပင်ကိုညာဖက်လက်နဲ့ယူပြီးတော့ကောက်ဆက်ကူကိုဘေးဖက်လက်နဲ့ယူမယ်ယူပြီးပြီဆိုရင်စပင်ကိုဆွဲလိုက်မယ်ဒီစပင်နဲ့ဆက်ကူနဲ့ဒီကွက်တိဖြစ်ရမယ်ကွက်တိဖြစ်ရမယ်တကယ်လို့ကိုကညှက်ထားတဲ့နေရာမှာနည်းနည်းပါးပါးရှည်နေတယ်ဆိုရင်ညှက်ချပေးလိုက်ဒါကောက်စပင်ကောက်စီနံပါတ်ဘယ်လောက်လဲ1ကိုအရင်ကောက်ရမလား2ကိုအရင်ကောက်ရမလား1ကိုရေကောက်ရ1ကကောက်စီ2ကချုပ်စေဆိုတာစပင်ကိုကောက်သားခိုင်မာဖို့အတွက်ပဲဆိုတော့ဟုတ်ပြီဆရာတို့ကစာအုပ်မှာကြတော့ဆရာတို့ကတစ်လက်မနှစ်လက်မသုံးလက်မလို့ပြောထားတယ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကောက်ရမယ်တကယ်လို့ဒီအဲ့ဒီကစပင်ကောက်သားကိုအောက်အပြားလေးမှာပဲကောက်ရှင်တယ်ဆိုလို့ရှိရင်ဆရာတို့ကတစ်လက်မခွဲပဲကောက်မယ်လက်မနဲ့ပြောရင်ဒီဂရီနဲ့ပြောမယ်ဆိုရင်45ဒီဂရီလောက်ပဲကောက်မယ်တကယ်လို့3လက်မကောက်မယ်ဆိုလို့ရှိရင်90ဒီဂရီအထိကောက်သွားမယ်ဟုတ်ပြီနော်ဆိုတော့ဆရာတို့ကစပင်ကိုယူလိုက်ပြီစပင်နဲ့စက်ကူနဲ့ဒီလိုထွက်နေလို့မရဘူးကွက်တိဖြစ်နေရမယ်ပြီးတော့တစောင်းလေးပဲယူမယ်ညက်တုံးကလည်းတစောင်းကောက်မယ်ဆိုရင်လည်းတစောင်းပဲတကယ်လို့တစောင်းမနေပဲနဲ့ဒီလိုနေမယ်ဆိုရင်ဒီစပင်လေးတွေကအကုန်လုံးလွတ်ကျသွားမယ်ဟုတ်ပြီနော်ဆိုတော့ဟုတ်ပြီဆရာတို့ကတစောင်းနေမှနေပြီးတော့စက်ကူလေးကိုညှက်ရမယ်တေချာဖို့လိုတယ်လက်သုံးချောင်းကအောက်မှာလက်မနဲ့လက်ညှိုးကအပေါ်မှာဖြစ်နေရမယ်ဒီကောက်တံကိုဆရာတို့ကညာဖက်နဲ့ယူမယ်ယူတဲ့အချိန်မှာဒဲမလိုက်ဘူးနော်တစောင်းယူမယ်ဘာဖြစ်လို့လဲစီခွဲကြောင့်မှလည်းတစောင်းဖြစ်ထားတယ်ဒီညှက်တုံးကလည်းတစောင်းလူကလည်းတစောင်းဖြစ်နေတာဖြစ်တဲ့အတွက်ကောက်တံကိုဒီလိုတစောင်းလေးယူမယ်ဒီဝိပြီဆိုလို့ရှိရင်ဒီညာဖက်လက်နဲ့တင်းနေအောင်လုပ်မယ်ဒါကကြတော့အဲ့ဒီအပေါ်မှာမူတည်တယ်ကောက်သားကိုဘယ်လောက်ထိကောက်ချင်တယ်လဲပေါ့အဖျားလေးကောက်ချင်သလားနည်းနည်းလေးဟိုဒီဂရီ90ဒီဂရီလောက်ကောက်ချင်သလား45ဒီဂရီလောက်ကောက်ချင်သလားအရေးကြီးတယ်ဒါကိုအဲ့ဒီအပေါ်မှာမူတည်ပြီးတော့ရှယ်တို့ကလိုက်လိုက်မယ်ဟုတ်ပြီနော်လက်ပြီးပြီဆိုလို့ရှိရင်လက်ညှိုးနဲ့လက်ကလေးကိုဒီအထဲမှာထည့်ပြီးတော့တင်းနေအောင်ဆွဲလိုက်မယ်အဲ့လိုဆိုရင်ဒီလိုဆွဲလိုက်ပြီဆိုဒီကောက်တယ်ကဆွဲလို့ရှိရင်မပြုတ်တော့ဘူးဒီလိုကောက်ထားပြီးတော့ဒီလိုဆွဲလိုက်ပြီဆိုပြုတ်ခနဲ့ပြုတ်သွားမယ်ဆိုရင်ဒီအဲ့ဒီကရှယ်တို့ကဒီစာအုပ်မှာလည်းရှယ်ရေးပေးထားတယ်လက်ပံ1ကိုဘယ်လောက်ဘယ်နှစ်ထားမလဲဘယ်နှစ်မိနစ်ထားမလဲပြောထားတယ်ဟုတ်ပြီရှားတနာရီခွဲထားပြောပေမဲ့တမီးတို့လက်ကကောက်တဲ့အရှင်ပါလက်မကျစ်ဘူးဆိုရင်တနာရီခွဲထားလဲမကောက်ဘူး2နာရီထားလဲမကောက်ဘူးဒါကိုဆိုင်မှာဘယ်လိုပြောလဲစပင်ဟာစေသားမဝင်ဘူးလို့ပြောတယ်စေသားမဝင်နဲ့စေမရှိဘူးเนาะစပင်တိုင်းဒီစေသားဝင်နဲ့လက်မကျစ်ပဲလို့သာမကောက်တာပေါ့เนาะဟုတ်ပြီရှာတို့က elevation နဲ့ကောက်ထားတာဖြစ်တဲ့အတွက်ရှာတို့ဘယ်လိုကောက်ထားတာလဲအထက်ကောက်ထားတာလားဘယ်လိုယူထားတာလဲသမီးတို့ညှက်ထားတာဘယ်လိုညှက်ထားလဲအထက်ညှက်ထားတာဖြစ်တဲ့အတွက်အပေါ်ကတူသွားပြီးတော့အောက်ကရှင်နေတဲ့စပင်ကိုညှက်ထားတာဖြစ်တဲ့အတွက်ရှာတို့ကကောက်တဲ့အချိန်မှာလဲသူ့လိုပဲအဆင့်လေးတွေယူပြီးတော့ကောက်သွားမယ်ဟုတ်ပြီနော်ကောက်ဆေးကိုထည့်မယ်လက်ကောက်ဆေးရတဲ့ကောက်မယ်ဆိုရင်ဘယ်လိုစပင်ကလည်း6စက်ကူကလည်း6ဟုတ်ပြီโอเค6ဆိုတိုင်းကို6ပြောတာဟုတ်ဘူးနော်ဘေးချာဟုတ်ပြီဆရာတို့အထက်ညက်တဲ့အချိန်မှာအပေါ်ကစပင်ကိုတူထားတာဖြစ်တဲ့အတွက်အလိမ့်လိုက်တဲ့အချိန်မှာလည်းအပေါ်ကိုတူသွားမယ်ဘာလို့မလဲအပေါ်ကိုတူသွားမယ်ဒီလိုဥမာဒါ45ဒီ0ဆိုရင်ဒါ45 90လာမယ်135လာမယ်180လာမယ်ညက်တုံးကလည်းအထက်ကလေးညက်ခဲ့မယ်ကောက်တုံးကလည်းအဆင့်လေးတွေနဲ့ကောက်ခဲ့မယ်ဆိုဖြီးလိုက်လို့ရှိရင်ဒီစပင်ဒီပုံသွင်းစရာမလိုဘူးလိုချင်တဲ့ပုံကိုတန်းပြီးတော့ရမယ်ဟုတ်ပြီနော်ဒီလိုတေချာတင်ပေးတာဖြစ်တဲ့အတွက်တင်တဲ့ကာလဘယ်လောက်လို့ပြောထားလဲတက်ပါမလားတက်ပါယုံကြည်တယ်ပေါ့ယုံကြည်အဲ့လိုဆိုရင်ကြိုးစားမယ်เนาะဘာဖြစ်လို့လဲဆိုတော့ဆရာတင်တဲ့ကာလကို2လလို့ပြောတယ်ဆိုတာဘာကြောင့်လဲ3လဆိုလို့ရှိရင်လူတွေက3လဆိုရင်အရှင်က3လငါတို့အေးဆေးတင်လို့ရတယ်ဆိုပြီးတော့ပြင်းတယ်2လလို့ပြောလိုက်တာ ਨੇ သူတို့ရဲ့စိတ်ကအရင်တက်ကြွသွားတယ်เนาะ2လနဲ့မတက်လို့ရှိရင်လည်းဆက်နေလို့ရတယ်เนาะဟုတ်ပြီစပင်ကိုတစောင်းလေးဆွဲလိုက်ပြီးရှာလို့ပုံနေတဲ့စပင်လေးတွေကိုနည်းနည်းပါးပါညှစ်ပေးလို့ရတယ်เนาะပုံနေတဲ့စပင်လေးတွေကိုညှစ်ပေးမယ်ဒါပါစေးလဲကောက်ဆေးလက်ပတ်ဘယ်လောက်လဲโอเคတစောင်းလေးပဲယူမယ်တစောင်းမယူရင်တော့သမီးတို့အဆင်မပြေဘူးเนาะဟုတ်ပြီဒါဘယ်လောက်ဒီဂရီဖြစ်သွားလဲ90ဒီဂရီဖြစ်သွားပြီတ
တမီးတို့ဘယ်လောက်ထိညှက်ထားတာလဲ တရား